စ်သီးဆိုင်နာမှာမင်းရနေတာငါမြင်တယ် baby လုံးပြီးအားရကြကဘရင်မတပါလို့လောကကြီးလည်းပန့်ချိန်မှာချိန်တွေရပ်တန့်သွားတယ်မင်းကတော့ဘရင်မပါပဲကံကြမ္မာကသူ့ရာသီလိုက်အသီးနှံတွေယူဆောင်လာတယ်သူ့ချိန်နဲ့သူပေါ်မြို့ရဲ့တနကားတွေကိုဖျက်ကျော်လမ်းလျှောက်ရင်ဖုန်ထူတဲ့လမ်းမပေါ်ကပူရှိန်တွေတက်လို့နေ့စဉ်ရုန်းကန်မှုကနေစိတ်ကြည်လင်ဖို့အတွက်စေးဖက်ဝင်မြစ်တွေနဲ့အပင်တွေကိုရှာဖွေတယ်လူဆိုးတွေကငါတို့ရဲ့ငြိမ်းချမ်းမှုခိုးယူဖို့ကြိုးစားပေမဲ့မင်းရဲ့ဝိညာဉ်ကငါမျက်လုံးနဲ့ရောက်လာခဲ့တယ်တော်ကြကွာကိုဆက်သွယ်ဖို့စကားလုံးတွေမလိုပါဘူးနောက်ဆုံးတွေ့ခဲ့တော့ငါထက်မင်းပို့ပြီးတမာပုံရတယ်စူညံတွေနဲ့ဝေးရမှာတဘာဝတိုင်းနေထိုင်ရင်မင်းခေါင်းကိုမောထားတဲ့ပုံစံကမိတောင်ကြားတဲ့ကနေမင်းလျောက်ခဲ့တာကငါ့ကိုပြောပြနေတယ်မင်းမိတောက်ကိုအောင်နိုင်ခဲ့ပြီရှေးဟောင်းဒုက္ခမှုကလူအုပ်ချစီစဉ်လို့သစ်သီးဆိုင်နာမှာမင်းရနေတာငါမြင်တယ် baby လုံးပြီးအားရကြကဘရင်မတပါလို့လောကကြီးလည်းပန့်ချိန်မှာချိန်တွေရပ်တန့်သွားတယ်ကံကြမ္မာကသူ့ရာသီလိုက်အသီးနှံတွေယူဆောင်လာတယ်သူ့ချိန်နဲ့သူပေါ်သူ့ချိန်နဲ့သူပေါ်လမ်းခရီးကရှည်လျားပြီးလမ်းခွဲတွေလည်းရှိခဲ့တယ်ငါရင်မချက်ကိုရှာဖို့တောင်ကုန်းတွေစီငါတခုပေါ်တိတ်ကနာကျင်မှုတွေအကြောင်းငါတို့စကားမပြောကြဘူးဘိုးဘွားတွေကငါတို့ခြေလမ်းကိုဒီနေရာစီလမ်းညွန်ခဲ့တယ်ချစ်ချင်းမြတ်တာဆိုတာဘရောမအဆုံးမသက်ဘူးဆိုတာပြဖို့တိမ်နေလို့ပဲသူ့ပုံစံတွေပြောင်းလဲသွားရုံမှာမင်းရဲ့မျက်ခုံးပေါ်ကပညာရှိမှုငါမြင်နေရတဲ့လောကကြီးကလေးလံပေမဲ့မင်းကတော့ပေါ်ပါနေတယ်ကျေးဇူးတော်ကစစ်အမှန်ဖြစ်ကြောင်းသက်သေပြနေသူပေါ့ဒီဝိညာဉ်ရေးရတွေ့ဆုံမှုမှာနောင်တတွေမရှိပါဘူးငါတို့ရဲ့တွေ့ချင်းဆက်နွယ်မှုကိုအတိမတ်ပြုခြင်းမှာကြည်လင်စေဖို့အမွေးတိုင်းတွေထွန်းညှိလိုက်တဲ့အားအပြည့်နဲ့မင်းရဲ့လမ်းကိုဆက်လျှောက်ပါနောက်ဆုံးပြန်ချက်